Global Dhamma Foundation University သုတေသနဘွဲယူစာရန်ရေးသားခြင်းဆိုင်ရာကွန်ပျူတာအခန်းကဏ္ဍအပိုင်း1မှာဖုန်းအနေနဲ့ setting ဖောင်းဆိုင်ချိန်ထားနည်းနဲ့စာမြိုက်ခင်မှာပြင်ဆင်ထားတဲ့အချက်တွေကိုပို့ချပေးသွားမှာဖြစ်ပါတယ်ဘွဲယူစာရန်ရေးသားတဲ့အခါမှာ Microsoft Word နဲ့ရေးရမှာเนาะ Microsoft Word နဲ့ရေးတဲ့အခါမှာleft right တော့ဘောတွင်ဘယ်လောက်ထားမလဲ margin ချိန်နည်းလေးတွေဒါလေးတွေဒီနေ့ပြောကြပေးသွားမှာဖြစ်ပါတယ် paper size က A4 ထားပါမယ်ကြောကမရေးရအောင်เนาะ paper size A4 ကြောကမရေးရဘူး line in paragraph spacing က 1.5 line in paragraph spacing မှာ 1.5 ထားပါမယ်ဖုန်း size ကတော့စနစ်ပဲထားမှာပါဖုန်း style မြန်မာဆိုလို့ရှိရင်ပြည်ထောင်စုဖုန်းအင်္ဂလိပ်ဆိုရင် tiny roman ထားပါမယ်တော့ bottom right မှာတလက်မစီထားပြီးတော့ left မှာ 1.5 ထားမှာဖြစ်ပါတယ်ကဲဘယ်လိုထားမလဲသွားကြည့်အောင် Microsoft Word ဖွင့်မယ် Microsoft Word မှာဒီ crop mat လေးတွေဖုံဖုံကဘာဖြစ်လို့မို့ထားတာလဲဆိုတော့စာပြချိန်တဲ့အခါမှာဒီ crop mat လေးတွေပါတဲ့အခါကျတော့မှာငါချိန်ထားတာတော့ဒီနဲ့ပဲဝင်းနေမယ်ဟာဆိုတာသိအောင်လို့မို့ပေါ့ crop mat လေးထည့်ထားတာကောင်းပြီဒါဆိုလို့ရှိရင်အခုသုံးနေတဲ့ Microsoft Word version ကဘယ်လောက်တုံးဆိုတာသွားကြည့်ဖို့ file account ဆိုတာလေးကိုနှိပ်ကြည့်လိုက်မယ်ဖုံဖုံကွန်ပျူတာမှာတော့ Microsoft Word 2021 version ကိုသုံးထားတာဖြစ်ပါတယ်အားကြောင့်မို့ကိုယ့်ရဲ့ Microsoft ကဘယ်လောက်သုံးထားတာလဲဆိုတာသိချင်ရင် file account ကနေပြီးတော့မှသွားပြီးတော့မှကြည့်လို့ရပါတယ်เนาะ2010မှာဆိုလို့ရှိရင်တော့ version နေလုံးအားကြီးသွားတယ်အနည်းဆုံးတော့2016လောက်ထားပေါ့2016 2019အဲ့လောက်မှအနေဆုံးအဆင်ပြေမယ်2013ကတော့သုံးရတာအဆင်မပြေဘူးเนาะဒါလို့ဒီ crop mat လေးတွေဘယ်လိုဖော်တယ်လဲဘယ်လိုဖြောက်တယ်လဲသွားကြည့်မယ် file အောက်ဆုံးကိုသွားမယ် option ဒီကနေပြီးတော့မှဒီမှာတော့ general ကိုရောက်နေလို့မို့ advanced ဆိုတဲ့ဥစ္စာလေးဒီဟာလေးကိုတစ်ချက်နှိပ်လိုက်ပြီးနှိပ်ပြီးတော့မှဒီဘက်ချမ်းကဟာလေးကို scroll wheel လေးနဲ့ mouse ရဲ့ scroll wheel လေးနဲ့ဆွဲလိုက်မယ်အထက်တင်ပြီးတော့ဒီမှာ show document coordinate ဆိုတဲ့ဥစ္စာလေးကိုတွေ့အောင်ရှာဒီမှာ show document ဆိုတာအဲ့ထဲကနေမှ show crop mat ဒီမှာဒီပါလေးเนาะဒီ show crop mat ဆိုတဲ့ဟာလေးကိုအမှန်ချက်ထည့်ပေးပါအမှန်ချက်ထည့်မယ်ဆိုလို့ရှိရင်ခုနကလို crop mat လေးတွေပြမယ်အမှန်ချက်ဖြုတ်ထားလိုက်မယ်ဆိုရင်အမှန်ချက်ဖြုတ်ပြီးတော့ okay ကြည့်လိုက်မယ်ဟောခုနက crop mat လေးမရှိတော့ဘူးအဲ့ဒါဆိုရင်စာရွက်ချိန်ထားတာကကိုကဘယ်လောက်ရှိလိမ့်မယ်မသိပဲဖြစ်သွားမှာဆိုလို့မို့ crop mat လေးတွေပြန်ထားမယ်ဒီ crop mat တွေကပရိထုတ်တဲ့အခါမှာမပေါ်ဘူးရယ်မဖိုင်အဲ့ဒါကနေပြီးတော့မှသွားမယ်ဒီမှာ show document နဲ့ကနေပြီးတော့မှသွားကြည့်လိုက်မယ်ဒီမှာ show crop mat အမှန်ချက်တက် okay လို့ပေးလိုက်တာနဲ့ဒီမှာ crop mat လေးတွေပေါ်လာပြီကဲစာမြိုက်ခင်မှာပြင်ဆင်ရမယ်အချက်၅ချက်ကိုပြောပြမယ်နံပါတ်1အနေနဲ့ layout ကိုသွားမယ် layout ဖုံဖုံကတော့ auto ချိန်ထားတာဖြစ်လို့ကြောင့်မတူပါလားဆိုဒီနေရာမှာ site မှာ A4 ရွေးပြီးသားပေါ့မရွေးရသေးဘူးဆိုလို့ရှိရင်ဒီနေရာမှာ font site နေရာမှာ layout ကိုသွားမယ် layout ကနေ site A4 ရွေးလိုက်ပါ A4 ရွေးပြီးသွားပြီနံပါတ်1ပြီးသွားခါကျနံပါတ်2 orientation မှာဘာထားမလဲ portrait လား landscape လား landscape ဆိုလို့ရှိရင်အလျားလိုက်မဟုတ်ဘူးတို့က portrait နဲ့ထားမှာdown လိုက်ပေါ့နော်ပြီးပြီဒါနှစ်ခုပြီးသွားပြီသုံးခုမြောက် margin သတ်မှတ်မယ် margin သတ်မှတ်တဲ့အခါမှာဒီမှာ margin ဆိုတာလေးကိုနှိပ်ပြီးတော့မှ custom margin နဲ့ဒီကောင်လေးပေါ့ custom margin လေးကိုတစ်ချက်နှိပ်လိုက်လောက်ထားမယ်လို့ပြောထားတာတော့ပြန်ကြည့်လိုက်ပါဒီမှာတော့မှာ1 bottom မှာလဲ1 right မှာလဲ1 left တစ်ခုပဲ 1.5 ထားရမယ်လို့ပြောထားတာဖြစ်တဲ့အတွက်ကြောင့်မို့
ဒီမှာတော့ရဲ့ဘောတွင်ရဲ့ right ရဲ့ကို1စီထားပြီးတော့မှ left ဆိုတဲ့နေရာလေးမှာ 1.5 ထားမယ်။အော်ဒီကောင်လေးကိုအပေါ်လေးမြင်တင်လိုက်မယ်။ဒါဆိုလို့ရှိရင် 1.5 ရောက်သွားပြီ။ကွန်ပျူတာကပို့သွားရင်အောက်ကများလေးနဲ့ပြန်နှုတ်ပေါ့။အပေါ်နဲ့ရင်တူးသွားပြီ။ဒါဆိုအဆင်ပြေသွားပါပြီ။ Okay ဆိုပြီးတော့မှနေလိုက်မယ်။ဒါဆိုရင်ကိုရဲ့စာရွက်လေးကဒီမှာ left မှာလက်မခွဲဘောတွင်တော့ဘောတွင် right မှာတလက်မစီဆိုပြီးတော့မှစာရွက်လေးကချိန်ပြီးသွားပါပြီ။ဒါဆိုရင် paper size ကလည်း A4 ကြောကမြေရဘူး line and paragraph spacing နဲ့ 1.5 ထားရမယ်ဆိုတော့အဲ့ဒါပဲပြန်သွားမလဲဆိုတော့ home ကိုပြန်သွားဒီမှာ line and paragraph spacing မှာ 1.5 ထားလိုက်ပါဒီနေရာလေးမှာเนาะဟုတ်ပြီနောက်ပြီးကြတော့ဘာကြံသေးလဲကြည့်မယ်ပြီးတော့ font size နဲ့ font style နဲ့ဟောအဲ့ဒီကို home မှာပဲသွားမယ်ဒီမှာ font ကကွာကိုယ့်ရဲ့စာတန်းကမြန်မာလိုရေးမှာဆိုရင်ပြည်တော်စု font ကိုရွေးမယ် font size ကဒီမှာ font size စနစ်ကိုထားမယ်တကယ်လို့ကွာအင်္ဂလိပ်စာဆိုလို့ရှိရင်ဒီနေရာလေးမှာ Times New Roman ဆိုပြီးတော့မှရွေးပေးလိုက်ပါအင်္ဂလိပ်လိုရေးမယ်ဆိုလို့ရှိရင် Times New Roman မြန်မာဆိုလို့ရှိရင်ပြည်တော်စု font ဒီမှာပြည်တော်စု font ပြန်ရှာလိုက်ဒီထဲမှာပြည်တော်စု number ပြည်တော်စုနှိပ်လိုက်ပြီကဲဒါဆိုရင်စာစရေးလို့ရပြီဒီတိုင်းလေးရေးတဲ့အခါမှာကိုကပြည်တော်စုရွေးပြီးအင်္ဂလိပ်လိုပဲဖြစ်နေတဲ့ဒီအတွက်ကြောင့်မို့ဝင်ထုတ်လို့ကိုနဲ့ space bar လေးကိုနှိပ်ပြီးတော့မှမြန်မာကိုပြောင်းလိုက်မယ်ပြည်တော်စု font size က font size ကဘယ်လောက်တော့စနစ်ကဲဒါဆိုရင်ဒီနေ့သင်ခန်းစာအတွက်ဒီလောက်ဆိုလို့ရှိရင်အဆင်ပြေကြပါစေ